တတုတန်ချင်းယာနဲ့ချီပြီးလေးတဲ့အဲမှာဆက်ကြီးတွေကခွက်တယ်လို့ပဲကောင်းကင်မှာပြန်ခွဲနေရကိုမြင်ရတဲ့ခါတိုင်းတော်တော်လေးအံ့ဩစရာကောင်းတယ်မဟုတ်လားဒါပေမဲ့ဒါကမျက်လက်ပြနေရတော့မဟုတ်ပါဘူးအားလုံးကယူဘဗေဒရဲ့အခြေခံစီးမျိုးတွေကြောင့်ဖြစ်နေတာပါဒီနေ့မှာတော့အဲ့ဒီလေယံပြန်စားမှုရဲ့နောက်ွယ်ကလေဝက်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ဥပမာအနေနဲ့ဒီ Boeing 747လို့လေယာဉ်ကြီးတစ်စင်းကိုကြည့်လိုက်ပါတန်ချိန်400ကျော်လေးတဲ့တပ်တူထေကြီးတစ်ခုကမြေကြီးရဲ့ဆွေအားကိုဘယ်လိုများအန်တူပြီးတော့ကောင်းကင်ဘုံရောက်သွားနိုင်တာလဲတကယ်ကိုမေးစရာမေးခွန်းတစ်ခုပါပဲအဲ့ဒီအဖြေကိုရှာဖို့အတွက်ပထမဆုံးနားလဲရမှာကလေရင်တွေပြန်တန်းနေတဲ့ကြားကန်တယ်အဲ့ဒါကတော့လေထုအကြောင်းပါပဲဟုတ်ပါတယ်ကျွန်တော်တို့ပပလယ်မှာရှိတဲ့လေဟာဘာမှမရှိတဲ့လေဟာနယ်ကြီးမဟုတ်ပါဘူးသူကိုယ်တိုင်ကရုပ်ဝတ္ထုတစ်ခုပါဒီလိုလေးစဉ်းစားကြည့်လို့ရပါတယ်ကျွန်တော်တို့အားလုံးဟာကမ္ဘာမြေမျက်နှာပြင်ပေါ်မှာနေထိုင်နေကြတာထက်မမြင်ရတဲ့သမုဒ္ဒရာကြီးတစ်ခုရဲ့အောက်ခြေမှာနေထိုင်နေကြတာနဲ့ပို့တူပါတယ်အဲ့ဒီသမုဒ္ဒရာကတော့လေထုပါပဲဆိုတော့လေရင်တွေဟာလေထဲမှာပြန်နေတာမဟုတ်ပဲအဲ့ဒီသမုဒ္ဒရာထဲမှာကူးခတ်နေတာလို့ပြောလို့ရပါတယ်ရေမှာအလေးချိန်ရှိတယ်လို့ပဲလေမှာလည်းအလေးချိန်ရှိပါတယ်စိတ်ကူးနဲ့မြင်အောင်ကြည့်လိုက်ပါကိုယ်ခေါင်းပေါ်ကနေအာဂါတအထိတလမပတ်လဲလေထုတိုင်ကြီးတစ်ခုထောင်ထားတယ်ဆိုရင်အဲ့ဒီလေထုတိုင်ရဲ့အလေးချိန်ကကျွန်တော်တို့အပေါ်ကိုအမြဲတမ်းဖိထားနေပါတယ်အဲ့ဒီလိုလေရဲ့အလေးချိန်ကြောင့်ထွေးပေါ်လာတဲ့ဖိအားကုန်သိပ္ပံပညာမှာတော့လေထုဖိအားဒါမှမဟုတ် atmospheric pressure လို့ခေါ်ကြပါတယ်ကဲပင်လေရေမျက်နှာပြင်အမြင့်မှာဆိုရင်ပေါ့လေအဲ့ဒီဖီယာက12ရန်လက်မှာတိုင်းမှာ14.9ပေါင်ရှိပါတယ်ဟုတ်ပါတယ်14.9ပေါင်ပါဒီကိန်းကနန်းကိုခဏလောက်မှထားပေးပါဘာလို့လဲဆိုတော့လီယန်ကိုကောင်းကင်ပေါ်မြော်တင်ပေးမယ်အဓိကဆွမ်းအားကိုနားလည်ဖို့အတွက်ဒါကတော့ချက်တစ်ခုဖြစ်လာမှာမို့လို့ပါပဲဟုတ်ပြီအခုလေထုအကြောင်းကိုအကျန်းဖြင့်နားလည်သွားပြီဆိုတော့လေယန်သစင်းကအဲ့ဒီမမြင်ရတဲ့သမုဒ္ဒရာထဲမှာဘယ်လိုများရွေ့လျားတော်လာနေသလဲအဓိကကတော့အချင်းချင်းအားပြိုင်နေတဲ့အားလေးမျိုးရှိပါတယ်ဒီအားလေးမျိုးဟာလူရန်ပြန်တမ်းမှုဆိုရဲစကောပေါ်ကအဓိကဆက်ဆောင်လေးရောက်လို့ပါပဲသူတို့ကြကဟန်ချန်းချင်းကြီးကပြန်နေမို့ကိုလူရမှုတွေကဘလို့ထန်ကြောင်းရတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါပထမဆုံးတစ်ခုကတော့အားလုံးနဲ့ယဉ်နီးပြေးထောင်းရှိတဲ့အလေးချိန် weight ပါပဲဒါကတော့ကဘာမြေဆွဲရောက်ကြောင့်လေရင်ကအမြဲတမ်းအောက်ဘက်ကိုဆွဲချနေတာအားပေါ့ရှင်းပါရဲ့အဲ့ဒီအလေးချိန်ကိုဆန့်ကျင်တိုက်ထုတ်နေတဲ့အားကတော့မတင်အား lift ပါလျင်ကိုကောင်းကင်မှာဝဲနေနိုင်အောင်လုပ်ပေးတဲ့အဓိကတော့ချက်ကဒါပါပဲနောက်တစ်ခုကတော့လေရင်ကိုရှေ့ကိုရွေးလျားစေတဲ့တွန်းကန်အား thrust ပါဒါကတော့ engineer ရဲ့စွမ်းအားနဲ့ရရှိတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့နောက်ဆွဲအား drag ပါရေထဲမှာလမ်းလျှောက်ရင်ခံစားရတဲ့ခုခံအားလိုမျိုးပေါ့လေတို့ကလည်းရှေ့ကိုရွေးလျားနေတဲ့လေရင်ကိုနောက်ပြန်ဆွဲထားပါတယ်ဒီပေါ်မှာမြင်နေရတဲ့အတိုင်းပါပဲပြန်တန်းနေတဲ့လေရင်တစ်ချင်းပေါ်မှာဒီအားလေးမျိုးကအမြဲတမ်းပြန်လည်တက်ရောက်နေရပါအပေါ်ကိုမတင်အားအောက်ကိုအလေးချိန်ရှေ့ကိုတွန်းကန်အားနောက်ကိုနောက်ဆွဲအားဒီအားရဲ့ဟန်ချက်ညီမှုကပဲပြန်တန်းရဲ့အခြေခံပါပဲအခုဆိုရင်အဲ့ဒီအားထဲမှာအနားလက်ရအရှုပ်ဆုံးဖြစ်နိုင်တဲ့မတင်အား lift ကိုအာယုံစိုက်ပြီးကြည့်ကြအောင်လေရင်တောက်ပန်းအနေအဲ့ဒီအားကိုဘယ်လိုများထုတ်လုပ်နေတာလဲကဲဒီတော့အလေးကျင်ကိုတောင်အန်တုနိုင်တဲ့ဒီမတင်အား lift ဆိုတာတကယ်တော့ဘဲလာတာလေမဲ့လက်များလားလုံးဝမဟုတ်ပါဘူးရှိုးဝက်ချက်ကလေရင်တောင်ပန်းရဲ့ပုံသဏ္ဍာန်မှာပဲရှိနေမိတယ်နေရင်တောင်ပိုင်းကိုဘီးတိုက်ဖြတ်ပိုင်းကြည့်လိုက်ရင်ဒီလိုပုံစံမျိုးကိုတွေ့ရပါလိမ့်မယ်။အပေါ်ပိုင်းကခက်ခုံခုံလေးထင်နေပြီးအောက်ပိုင်းကတော့ပိုပြီးပြတ်နေပါလိမ့်မယ်။ဒီလိုထူးခြားတဲ့ဒီဇိုင်းကိုလေကွင်းမစ်နာပြင်ဒါမှမဟုတ် air fine လို့ခေါ်ပြီးမတင်အားကိုဖန်တီးပေးတဲ့အဓိကအစစ်ပိုင်းပါပဲ။ဒီနေရာမှာလူပပေးတဲ့အခြေခံနေရာမှာတစ်ခုဝင်လာပါပြီ။လေဟာပုံမြန်မြန်ရွေ့လေရလေသူ့ရဲ့ဖျားကပုံနေလေပါပဲ။တောင်ပံရဲ့အပေါ်ဘက်ကခုံးနေတော့လေကပိုဝေးတဲ့ခရီးကိုအချင်းတူတွန့်သွားရပြီးပုံမြင်မြန်စီးဆင်းရပါတယ်။အောက်ဘက်ကပြန်တော်လေးကပိုဖြည်းဖြည်းသွားပါတယ်။အချို့ဆက်ကတော့တောင်ပံပေါ်မှာဖျားနေပြီးအောက်မှာဖျားများလာတာပေါ့။အဲ့ဒီဖျားကွာခြားချက်ကပဲလေရင်ကိုအပေါ်ကိုတွန့်တင်ပေးတဲ့မတင်အား lift ဖြစ်လာတာပါ။လေရင်မှုတွေကမတင်အားကိုအတိုးအလော့လောက်ချင်တဲ့အခါလေရင်ရဲ့နာဒီကိုအနှဲငယ်အတက်အဆင့်လုပ်ပြီးတောင်ပံကလေကိုတိုက်ခတ်တဲ့ထောင်ကိုပြောင်းလဲပေးလိုက်ပါတယ်။ဒီထောင်ကိုတိုက်ခတ်ထောင်angle of attack လို့ခေါ်ပြီးမတင်အားကိုတိုက်ရိုက်ထိန်းချုပ်တဲ့နီလန်တစ်ခုပါပဲကဲအခုလေရင်မှုတွေကလေရင်ကိုထိန်းချုပ်ပြီးပြတ်သားမှုကိုစပ်ထိန်းထားဖို့ဒီအားလေးမျိုးကိုဘယ်လိုစီမံခန့်ခွဲနေတယ်လဲဆိုတာကိုကြည့်လိုက်အောင်လေရင်တစ်စင်းဟာတင်းရင်စွာပြန်တန်းနေဖို့ဆိုတာချိန်ခွင်တစ်ခုလိုပါပဲမတင်အားကအလေးချိန်နဲ့အတိအကျညီနေရမယ်ပြီးတော့တွန်းကန်အားကလည်းနောက်ဆွဲအားနဲ့အတိအကျညီနေရမှာမယ်ဒီအားတွေထဲကတစ်ခုခုများသွားတာနဲ့လေရင်ကအတက်အဆင်အမြန်အနေစပြီးဖြစ်သွားမှာပါ
အခုပြောခဲ့တဲ့အခြေခံနေမားတွေကလေရင်အများစုနဲ့သက်ဆိုင်ပါတယ်။ဒါပေမဲ့လေရင်ကအတန်ထက်မြန်တဲ့အရှိန်နဲ့ပြန်တန်းတဲ့အခါမှာတော့ကစားပွဲရဲ့စီးမြင့်တွေကလုံးဝကိုဖြောင်းလဲသွားပါတယ်။ အတာနဲ့မြန်တဲ့အချိန်မှဆိုရင်လေရင်ရှိကလေတွေဟာဘေးကိုဖယ်ချိန်မရတော့ပဲဖိသိက်ခံလိုက်ရပါတယ်။အဲ့ဒီအခါမှာအလွန်အားပေးတဲ့ VR line တွေဒါမှမဟုတ်ရင် shock line shock wave တွေဖြစ်ပေါ်လာပြီးဒါကိုကျော်လွှားနိုင်ဖို့လေရင်ဒီဇိုင်းကိုအထူးသဖြင့်ပြုလို့ရပါတယ်။ နောက်ဆုံးမှာတော့လျင်တစ်စင်းပြန်တန်းနိုင်ခြင်းဆိုတာဟာမမြင်ရတဲ့တဘာဝအားတွေကိုနားလည်ပြီးထိန်းချောင်းနိုင်ခဲ့တဲ့လူသားတွေရဲ့ဉာဏ်ပညာကြောင့်ပါပဲဒီနေ့မှာတော့ကျွန်တော်တို့ဟာမင်းဆွဲရကိုအောင်မြင်စွာအောင်နိုင်ခဲ့ပါပြီအနာဂတ်ကိုကြီးလိုက်ရင်ရောလစ်စစ်လေရင်တွေအကားတာခွေးသွားလာမှုတွေလိုနယ်ပယ်တစ်တွေကဘလို့အသစ်စားတွေကိုယူဆောင်လာအောင်မလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်